ကဲအားလုံးပဲမင်္ဂလာပါထိုင်းပြည်မှာဆိုရင်တော့ပြန်ပြောရပါတယ်ဒီမှာတော့ကျွန်တော်ပြနေတာရှိပါတယ်ဒီမှာပေါ့နော်ဒီကျွန်တော်ရဲ့ game ဒီမှာထိုင်းပြည် GCT update 3ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြရင်ပါတယ်ဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်ရဲ့ account ကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ရဲ့အောက်က view full profile ပေါ့နော်ဒါလေးကိုနှိပ်လိုက်အဲဒီပေါ့နော်ဒီဒါလေးတက်တယ်ကျွန်တော်ရဲ့ account ဒီမှာ profile ပေါ့နော် profile ပေါ်လာတဲ့အထိခါဆောင်ပါကျွန်တော် profile ဒီမှာ video body ပေါ့နော်ဒီမှာကျွန်တော် account okay ကျွန်တော် account ရဲ့ creation ကိုနှိပ်ရအောင်မယ်။နောက်တော့ဒီ creation ကိုနှိပ်ရအောင်မယ်ခုလို creation ကိုနှိပ်လိုက်ပြီးဒီမှာကျွန်တော်ဒီ game မဟုတ်ဘူးဒီ game ကကြတော့ကျွန်တော် original ကျွန်တော်ပါပြီးသားပဲ။ကျွန်တော် Croatia မှာဒီ game ထိုင်းပြည်စီ update 3ပေါ့နော်အရင်ခဏကစားပြပါမယ်ကျွန်တော်ကစားပြမယ်ဆိုကျွန်တော်ဒီမှာပေါ့နော် update ဒီမှာဒီနေ့တင်ထားတာ update ဒီမှာဒီနေ့တင်တာပေါ့နော် camera support ပေးထားတယ် inch ကကြတော့ +5 solid ရတယ်ပေါ့နော်အဲ့တော့ let's go ကျွန်တော်ပြမယ်ကိုလိုကျွန်တော်ဒီ game ကိုအချိန်တော်တော်ယူရပါတယ်ပြောလို့2025ရဲ့ဟွာလာတဲ့อ่ะပေါ့နိုဝင်ဘာလထဲကကျွန်တော်ဒီ game ကိုထုတ်ထားတာဗျဒါပေမဲ့အခုမှဆော့ဖြစ်တာပေါ့နော်ပြောရမယ်ဆိုရင်တော့โอเคဘရိုရဲ့ game ရုံးသွားပြီဆိုရင်ကြည်အောင်တော့စောင့်ရတယ်ပေါ့နော်သူက game ကကြကျွန်တော်က file size ကနည်းနည်းမြင့်နေတော့တခါလေမနိုင်တာမျိုးတွေလာတတ်တယ်အဲ့မှာโอเคအခုဆိုနိုင်သွားပြီပေါ့နော်ဒီမှာခုလိုဆော့ဖို့ကျွန်တော်ပေးထားရရှိတယ်ဟောခဏလေးကျွန်တော်ကိုလိုပြကိုလိုကျွန်တော်ကင်မရာ on လို့ရတယ်မကြည့်လိုက် share ပဲမကြည့်လိုက်ကျွန်တော်ကင်မရာ on လို့ရတယ်ပေါ့နော်အဲကျွန်တော်ဒီခေါ်ရင်းပါအဲ့ဒါကျွန်တော်ပုံမှန် game ကျွန်တော် share လုပ်ထားတာဗျာနော်အဲ့တော့ကိုလိုလိုရေးစော့မယ်ဆိုရင်တော့အခုလောဆိုတော့စော့လို့ရပါတော့ဒါပေမဲ့နောက်ကြရင်တော့စော့မရရင်တော့အခုလောဆိုတော့ကျွန်တော် age ကိုဟိုအတိရအောင်လုပ်ပေးရတယ်ဗျာဟောပါလေကျွန်တော် age ကို +5 ရအောင်လုပ်ပေးရပါတယ်ကျွန်တော်ညီရအစမရဘူးလို့ပြောတယ်အဲ့တော့အစကြတော့ तू ကသိရမလားဟိုကဖြစ်တာလေ तू ကအစ9နှစ်ဖြစ်နေရဗျာဒါပေမဲ့ကျွန်တော် age က73နှစ်ထဲမှာကျွန်တော်ထည့်ထားတာဆိုတော့အဲတော့ကြာကျွန်တော်မရဘူးဗျာအခုတော့ကြာသွားပြီအဲ့တော့အခုလိုဆော့ကြည့်လို့ရနော်ဒီမှာကျွန်တော်ကုလူလိုဝါသနာပါတယ်တို့ရော PM လေးထည့်ပေးရတယ်ဒါတော့ဒီမှာကျွန်တော် FPV အောင်လုပ်ပေးထားတယ် McDonald ဟိုက McDonald ရှိတယ် McDonald Samsung နှစ်ခုဆုံးရှိရဗျဒီမှာကျွန်တော် PVV ချလို့လည်းရတယ်မှာထားရပါအဲ့နဲ့အဲ့ဒီတီးခံပြီးပါနော်ဘရိုကျွန်တော်ဒါလက်အောင်လည်းမရှိရွယ်တာပါဘူးကျွန်တော်ဟိုကသူလက်နေလေးစင်ချင်းနေမကောင်းဘူးနော်တော့အခုလိုမှတချင်း9000ကျင် boom box လည်းရှိရဲနော် boom box ကျွန်တော် boom box ကြီးပေါ့ boom box လည်းရှိရဲမကြည့်လိုက်တချင်း9000ပါနော် It's raining tacos from out of the sky ကျွန်တော် boom box ပါနော်ကျွန်တော် boom box လေးလည်းထည့်ပေးထားတယ်ဂန်ပြစ်လို့ကောင်းကျွန်တော်တို့ shift lock key နဲ့ပုံပေးထားတယ်မကြည့်ဘူးလို့ဂန်တက်လက်ပြပြကြည့်ကုလူဆိုတော့ကျွန်တော်ဂန်ကောင်းသားတွေပါထည့်ပေးရအောင်နော်ချွတ်ချင်လေးဆိုတော့လို့ပြောဆိုချင်ပါတယ်ဒီတော့ကျွန်တော်ဒီပြသွားတာကျွန်တော်ဒီ game ကြီးပေါ့နော်ကိုယ်ပိုင် game ကိုဝင်ဆော့လို့ရနေပါပြီဒီမှာပြအောင်မယ်ဒါလေးကျွန်တော်ပြနော်ကျွန်တော်ငါ့ရဲ့တော့ဝင်နေကျွန်တော်ကျွန်တော်ရဲ့ကားပေါ်မှာကျွန်တော်ညီမ piano ရှိရတယ်ခဏခုလိုပြတယ် piano ကျွန်တော်ကိုယ်ပြီးရသေးတော့လောဆယ်တော့ piano တီးလို့မရသေးဘူး sorry တော့ sorry ပါကိုယ်ပြီးကျွန်တော်ကိုပြီးတော့တီးအောင်လို့မထားဘူးကျွန်တော်ဒီလိုက်ဒီနေရဒီနဲ့တူအောင်ထွင်ပေးတာပါကိုလိုရချုပ်တူအောင်ထွင်ဆိုလို့ဒီမှာကျွန်တော်ဒီ file ရဲ့တူအောင် character ရဲ့ animation တွေပါဒီချာရအောင်လုပ်ပေးရအောင်နော်ကျွန်တော်ကာမပြOkay.
ကန်တော့တိုးလိုက်ကျွန်တော်ကတော့ slate ရမ်းရိုက်တယ်ပေါ့နော်တခုဆိုတာဒီမှာကျွန်တော်က slate ရမ်းရိုက်တယ်မှာဒါပေမဲ့တော်တော်လမ်းနေပြ Tokyo Drift animation လုပ်ဖို့ဆိုရင်တော့တော်တော်ကြီးကိုလမ်းနေကားလို့ပြောရမယ်ဒီလိုက်oh my god ဘောပြခုလူနေပေါ်မှာမန်ရှင်းရှိရတာခုလူပြမယ်မန်ရှင်းဒီမှာကစားခွင့်လည်းရှိရနော်ခုလူကကိုယ့်ညီလေးညီမလေးနဲ့လာဆော့ရဲဆိုရင်ဒီမှာကစားခွင့်လည်းရှိရပြီးတော့ဘေကွန်လေးခုလူဒီဝင်းနာနဲ့ကျူကျူမဲ့ဘေကွန်တစ်ကောင်ရှိရဒီခုနကရေသားကူလာရွှေတယောက်ရှိရနေကျွန်တော်ပြမယ်ခဏလေးလောစီအောင်ပြတော့ဗျာဘုံပြရှိဘုံပြမယ်ခုလူဒီတော့ဒါကူဝင်လာနေလို့ရအောင်ရှိလို့ဝေးတာခုနကအိမ်လေးရှိတယ်စပွန်ဆာကတွေ့အိမ်လေးကအခုလူနေပေါ့နော်ဒီချလုပ်ပေးရတာဒီကိန်းမောင်ကခက်တယ်ဟိကျွန်တော်ဒီကောက်ဘယ်လိုဝယ်နေပါမလဲတို့ပါတယ်ဒီကကျွန်တော်ဒေါ်လာဖြစ်တယ် Robux 3000မောင်ကုန်တာအခုလူကလေဒီကားကြီးမောင်းဖို့တော့ဒီမှာ iPhone ပိုင်းလည်းရှိရနော်အခုလူ iPhone ဝယ်လို့ရတယ် Roblox Tower နန်းရှင်းနေတော့မှအများကြီးပဲပုံရှိတယ်အခုလူတော့ကျွန်တော်အကုန်လုပ်ပေးရတယ်တော်ကြီးတွေရောကျွန်တော်တို့တွေကတော့တော့မနေနေကျွန်တော်ဒီလောက်သေးခဏကျွန်တော်ဒီတိုင်းကိုလာရွှေပြမယ်ကျွန်တော်ကဘေးခဏလေးရှိန်လုံးနေငါကချွေးလေးကွပါစီမုံကြီးကွာငါကချီချမ်းပါတော့ဒီခုနကအဝါတကောင်ဒါအပီကြီးတော့ခလိုက်တော့ပြမဟိုဟလိုဘူးကောင်းရလားအေးဒီဟာတိုက်ကုန်ကြီးရောက်မိုင်းလာဟာပါလေရှိရပါဒီတိုင်းโอเคကျွန်တော်ဒီနေ့တော့ပါပဲကျွန်တော်ရဲ့ဒီ community series ကိုဝင်ဆော့ပြရပါပြီအဲကျွန်တော်ရဲ့ showcase လေးဖြစ်ပါတယ်showcase ကတော့ပဲရှာမယ်ဗျာနော်ဒီဆော့ပြရပါပြီကျွန်တော်အစပို့တင်လို့ပဲဒါပေမဲ့ smart TV မှာကြည့်နေကျွန်တော်ရဲ့ viewer တွေကြတော့ post ကို smart TV မှာမမြင်ရဘူးဗျာအဲ့တော့ကျွန်တော်ရိုးပဲပြလိုက်တာပေါ့နော်အဲ့တော့ဒီမှာ Samsung ဆိုင်က TV Samsung TV တွေရှိရတယ်ဒီမှာ Samsung ဆိုင်က Samsung TV တွေရှိရတယ်ဒီမှာ Samsung TV ကတကယ်အလုံးလုံးတယ်ကျွန်တော်ပြောပြမယ်ဟုတ်ဟာဒီလိုကောင်းတယ်ကောင်းတာလေးကျွန်တော်တို့ကားဆက်မအောင်လို့ဒီမှာဒီဆိုင်ပေါ့နော်အဲ့ဒီဆိုင်လေးမှာကျွန်တော်တို့ပစ္စည်းတွေရှိရဲတော့မယ်ကျွန်တော်ဒီမှာ Galaxy Samsung Galaxy ပါရှိရဗျာခုလို Samsung ကြိုက်တဲ့ Samsung ဝယ်ဒီမှာ Samsung ဒီမှာကြည့်Samsung မှာဒါကျ TV ရဲ့လမ်းစာကြီးอ่ะနော်ခဏလေးကျွန်တော်ဖုန်းကြီးရတယ်ခဏလေးဒီမှာကြည့်ကျွန်တော်ပြမယ်ကြည့်တော့ပြမယ်ဟောကြည့်တွေ့လားဘယ်ကျန်းစာကြီးဖုန်းကြီးခဏလေးဖြစ်တာတော့ဟဲ့ဖုန်းကငါလက်ထဲမှာရှိပါတယ်ဘာဖြစ်တာလဲဟာထားရနည်းနည်းကောင်းတယ်ခါလေးဒီမနေ့လာပါတယ်ဘယ်ဖြစ်တာလူဖြစ်တာလေခုလူရောဒီတော့ကကြလာပါဒီတော့ဘာမှမရှိပါဘူးတခုခုတူပဲစဉ်းစားတယ်အိုးလာရှယ်ဟာလားဟုတ်တယ်ဘယ်လိုမှညီမကြီးလားပြီးရတာပြန်ဖြစ်သွားပြီးနောက်ထပ်အလူရှင်းထက်လာနေတယ်ဆိုတော့အေးမတခုအဲ့ဒါတော့မတော့ဘူးလို့အခုဒီမှာကိုယ်ကတော့ကျွန်တော်ဆန်ဆောင်နေတော့အကုန်လုံးပြီးတာရာဒီမှာဆိုရင်ဒီမှာအကျန်းလာကြီးဟိုမှာဆို dashboard တွေပါရှိတယ်အခုလိုဒါဆော့ရပါပြီအားလုံးပဲဒါကြီးပြောချင်တာပါကြည့်ချူပြတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်ကဒီလိုဝင်ရောက်ဆော့ကစားကြမယ်လို့ပြောနေပါတယ်အားလုံးပဲ bye bye